ဖုန်းဝယ်တဲ့အခါမှာကင်မရာကိုဦးစားပေးပြီးဝယ်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဒီနေ့ဗီဒီယိုလေးမှာအသေးစိတ်ပြောပေးတော့ပါမယ်။ဒါကမှားယွင်းနေတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ဘာလို့အခုလိုပြောရလဲဆိုလို့ရှိရင်ကင်မရာဆိုတဲ့သဘောတရားကအချိန်ကြာလေလေ quality ကတဖြည်းဖြည်းညံ့ဖျင်းလာလေဖြစ်ပါတယ်။ခမည်းကဖုန်းတစ်လုံးကိုအရန်ကြိုက်တယ်ဗျာ။ဒါပေမဲ့သူ့ရဲ့ကင်မရာကအရန်ကြီးထင်သားသလောက်မကောင်းတဲ့အတွက်ဒီဖုန်းကိုငကလေးလှုပ်လိုက်တယ်ဆိုလို့ရှိရင်ခမည်းဘောမှာတော်တော်လေးကိုရင်နာစရာကောင်းတဲ့ຢာတခုလို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်ကင်မရာပေါ့နော်ဒီဖုန်းထဲမှာပါတဲ့ကင်မရာ lens ကိုမပြောပါနဲ့ပေါ့နော်။ဒီကျွန်တော်တို့ရဲ့ကင်မရာတွေမှာပါတဲ့ lens တွေတောင်မှပဲအချိန်ကြာရင်ကြာလာလို့ lens တွေလဲရတာမျိုးတွေရှိတယ်။ကင်မရာ quality တွေဖြည်းဖြည်းနှိမ်သွားတာမျိုးတွေရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကဖုန်းကဖုန်းဖြစ်ပါတယ်။ကင်မရာမဟုတ်ပါဘူး။အဲ့ဒါဖြစ်တဲ့အတွက်ဖုန်းတစ်လုံးကိုဝယ်တဲ့အခါမှာကင်မရာကိုအသားပေးတာတွေဦးစားပေးပြီးဝယ်တာတွေဆိုတာကလုံးဝကိုမှားတဲ့ຢာတစ်ခုပါ။ Okay ဒါဆိုလို့ရှိရင်ထပ်ပြီးပြောလိုက်မယ်ဆိုလို့ရှိရင်ခမည်းရဲ့လက်ထဲမှာဖုန်းတစ်လုံးရှိမှဆိုလို့ရှိရင်ခမည်းကပေါ့နော်တနေ့တာမှာဒီဓာတ်ပုံရိုက်တဲ့အရေးအတွက်နဲ့ပုံမှန် usage လုပ်ရတဲ့အရေးအတွက်နဲ့ဘယ်အားပုံများလဲခမည်းကကျွန်တော်မေးစီချင်တယ်ပေါ့နော်မှန်ပါတယ်ကျွန်တော်တို့တွေကပုံမှန်တိုင်းက social media သုံးမယ် game ဆော့မယ်ပြီးသွားလို့ရှိရင်ပေါ့နော်ဟို app သုံးဒီ app သုံးအဲ့လောက်ပဲကျွန်တော်တို့တွေရှိပါလိမ့်မယ်ပေါ့နော်အရင်တော့ကတော့ selfie တွေဆွဲတာတွေ video ရိုက်တယ်ဆိုတဲ့ခက်ကကြံနေခဲ့ပြီပေါ့နော်ဒါကြောင့်မို့ကျွန်တော်ရဲ့ message တွေကိုပြောချင်တာကကင်မရာလောက်ပဲအလုပ်လုပ်ရင်ရပါပြီပေါ့နော်ဒီဖုန်းရဲ့ specification တစ်ခုလုံးကိုလာပြီးလွှမ်းမိုးမခံပါနဲ့ခင်ဗျားတို့တွေကဥပမာ iPhone ကိုလိုချင်တယ်ဘာဖြစ်လို့လဲကင်မရာကောင်းလို့ Okay နောက်ဘာအတွက်လဲ security အားကောင်းနေလို့ Okay နောက်ဘာလဲ safe ဖြစ်ချင်လို့အမျိုးမျိုးပေါ့နော်ဒီ reason တွေမျိုးမျိုးပေးပြီးတော့ iPhone ကိုကင်ကြတယ်ဒါပေမဲ့ကျွန်တော်ကအားလုံးကိုလက်ခံပါတယ်ကင်မရာအတွက် iPhone ကိုရွေးချယ်တယ်ဆိုလို့ရှိရင်တော့မရွေးချယ်စေမှုလို့ပဲကျွန်တော်ပြောချင်ပါတယ်ပေါ့နော်။ဘာဖြစ်လို့ခုလိုပြောရလဲဆိုတော့လက်ကားလောက်တော့ငှက်တိုင်းလာပါတယ်။ကျွန်တော်ဆိုလိုချင်တဲ့အိဗယ်က selfie ကင်မရာကိုလူတိုင်းကအသုံးများတယ်ပေါ့နော်။ selfie ကင်မရာကဖုန်းတော်တော်များများမှာအလုံးလုံးလာတာကိုတွေ့ရပါတယ်။အဲ့ဒီဖုန်းကင်မရာတော့ကတော့ကျွန်တော်ကင်မရာတစ်လုံးပဲဝယ်လိုက်မှာပေါ့။ iPhone တစ်လုံးကိုကျွန်တော်တို့36သိန်းရှိတယ်ဆိုပါတော့။ပုံမှန် Android မြင့်တဲ့တစ်လုံးကျွန်တော်တို့တွေဟိုပေါ့နော် all rounder သုံးလို့အဆင်ပြေမဲ့ဖုန်းတစ်လုံးကို performance ကောင်းအောင်သုံးလို့ရမယ့်ဖုန်းတစ်လုံးကျွန်တော်တို့ဝယ်လိုက်မယ်ပြီးသွားဆိုလို့ရှိရင်ဒီကောင်းကိုကျွန်တော်တို့16သိန်းတော့သုံးလိုက်မယ်ဗျဖုန်းကောင်းတစ်လုံးရတယ် Okay performance ကောင်းအောင်သုံးလို့ရမယ်ဖုန်းတစ်လုံးကိုကျွန်တော်ဝယ်လိုက်ပြီး Android ထဲကပြီးသွားလို့ရှိရင်ကျွန်တော်ကင်မရာပေါ့နော်ကင်မရာကိုလည်းနောက်ထပ်16သိန်းနဲ့တစ်လုံးလောက်ကိုစက္ကန့်တွေကအာမခံနဲ့3နှစ်လောက်ရတဲ့ဆိုင်တွေကနေကျွန်တော်ဝယ်လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်လက်ထက်မှာကင်မရာတစ်လုံးလည်းပိုင်သွားလို့အပြီးတော့ပေါ့နော်ဒီ all rounder ကိုကြိုက်တယ်လို့သုံးပြီးတော့အဆင်ပြေသေးမဲ့ performance ကောင်းဖုန်းတစ်လုံးလည်းလက်ထက်မှာရသွားပါပြီဒါကကျွန်တော်တို့ရဲ့တာမန်လူတန်းသားတွေတွေးတဲ့အတွေးလို့တချို့ဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေထဲမှာရှိတဲ့အထက်တန်းသားတွေကတော့ထင်လိမ့်မယ်မှန်ပါတယ်ခင်ဗျားတို့တွေးတာကကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာလူတန်းသား2ရက်ရှိပါတယ်တာမန်လူတန်းသားနဲ့အထက်တန်းသားဆိုပြီးတော့ဗောနော်အထက်တန်းသားတွေကတော့သူ့ဟာနဲ့တူဗောနော်အဆင်ပြေပြေသုံးနိုင်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့တာမန်လူတန်းသားတွေအတွက်ကအစိုးရပြောတဲ့ကင်မရာကောင်းမှဖုန်းတစ်လုံးကအဆင်ပြေမယ်ဆိုတော့ဒီ brainwash ကြီးကတော်တော်လေးကိုလွှမ်းမိုးထားခံရတယ်အများသောအားဖြင့် main ကလေးတွေကြားထဲမှာဖြစ်ဖို့များပါလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေတို့ဒီဗီဒီယိုလေးမှာကျွန်တော်အဓိကပြောချင်တာကဖုန်းတစ်လုံးကိုဝယ်တဲ့အခါမှာကင်မရာကြောင့်ဆိုပြီးတော့လွှမ်းမိုးမခံပါနဲ့ကင်မရာဆိုတာကင်မရာလောက်ကိုလောက်တာပါဖုန်းလောက်ကိုလာမလောက်ပါဘူးအဲ့ဒါဖြစ်တဲ့အတွက်ကိုကရောင်းကင်မရာယူသွတ်တယ်ဆိုလို့ရှိရင်တော့ပိုက်ဆံစုပြီးတော့မိတ်ဆွေကင်မရာပဲဝယ်လိုက်ပါဖုန်းထဲမှာပါတဲ့ကင်မရာကတော့ဖုန်းထဲမှာပါတဲ့ကင်မရာလောက်ပဲရလိမ့်မယ်ပြီးတော့လောင်းတိုင်းတွေလည်းမကောင်းပါဘူးတဖြည်းဖြည်းချင်းကျွန်တော်တို့တွေဒီကင်မရာရဲ့ quality ကကျလာလိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကဖုန်းနဲ့ကင်မရာကိုမရောရှက်စေချင်ပါဘူးပေါ့နော်ခင်ဗျားကဓာတ်ပုံရိုက်ဖို့အတွက်ဆိုလို့ရှိရင်တော့ကင်မရာကိုပဲအဲ့လိုမဟုတ်ဘဲနဲ့ဓာတ်ပုံတစ်ခါတလေရိုက်မယ်ပုံမှန်တိုင်းပေါ့နော်ဒီ performance ကောင်းအောင်ဖုန်းလေးတွေကိုသုံးကျင်တယ်ဆိုပြီးကိုယ့်ရဲ့စိတ်ထဲမှာရွေထားတယ်ဆိုလို့ရှိရင်တော့ဒီပေါ့နော်16သိန်း18သိန်းနဲ့ဖုန်းလေးတွေထဲမှာခင်ဗျားလိုချင်တဲ့ performance အပြည့်အဝရတဲ့ဖုန်းတွေအများကြီးရှိပါတယ်ဒါကြောင့်မလို့ခင်ဗျားကိုပြောချင်တာကကိုက game ဆော့မှာလား game ဆော့မှာဆိုလို့ရှိရင် RAM က8နဲ့အထက်ပေါ့နော် RAM 8 12 60ကိုယ့်ဘာကိုကြိုက်တဲ့ကောင်ဝယ်ပြီးသွားလို့ရှိရင်ကျွန်တော် CPU မျက်နှာလေးတွေဝယ်ပါဒါက gamer တွေအတွက်ကျွန်တော်ပြောတာပါအဲ့လိုမဟုတ်ဘဲ main လေးတွေအတွက်ဆိုလို့ရှိရင်တေချာဘောက်က main လေးတွေက social media သုံးလိမ့်မယ်ပြီးတော့ TikTok ဆော့လိမ့်မယ်ပေါ့နော်ပြီးတော့ဇာတ်ကားကြည့်လိမ့်မယ်အဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်တို့speed များတယ်ပေါ့နော်ပြောချင်တာကဒီ 64K လောက်ဖုန်းတွေမဝယ်ဘဲနဲ့128ဝယ်မယ်ပြီးသွားလို့ရှိရင် RAM က7လောက်ဆိုရင်ရပါတယ်မိန်းကလေးတွေအတွက် run set လောက်ဆိုရင်အလုပ်ဖြစ်တယ်ပြီးသွားလို့ရှိရင်ဒီ story ပေါ့နော်ဖုန်းရဲ့ story ကတော့128လောက်ဆိုရင်အဆင်ပြေပါတယ်ဒါကတော့မိန်းကလေးတွေပုံမှန် social media သုံးနေပေါ့နော် TikTok ပါညာဇာတ်ကားပါညာကြည့်ရုံလောက်အတွက်ကိုပြောပေးတာအဲ့လိုမဟုတ်ဘဲနဲ့ကိုကဒီမိန်းကလေးတွေအမျိုးအစားတက်ကိုနည်းနည်းတာတယ်ပေါ့နော်ပြောချင်တာက game လည်းမဆော့တယ်ဗျာမိန်းကလေးချို့မိန်းကလေးပေါ့နော်
game လားဆော့တယ်ဟိုကလေးဒီကလေးလက်ကလေးမယ်ဇကားလဲကြည့်မယ်အမျိုးမျိုးပေါ့နော်လောက်ကျင်တာလောက်မှာဆိုလို့ရှင်တော့ run 8လောက်နဲ့ကျွန်တော်တို့တွေဒီ story 1 to 8ပြီးတော့ CPU အရင်မြင့်တယ်မလို့ပါဘူး main ကလေးတွေထဲမှာ game ကိုစောစောမြင့်မြင့်ဆော့တဲ့ main ကလေးကမရှိတော့ရှားပါတယ်အယောက်20မှာ2ယောက်3ယောက်လောက်ပဲရှိတယ်ပေါ့နော်အဲ့ဒါဖြစ်လို့လေကျွန်တော်ကတော့ခြုံငုံပြောရမှာဆိုလို့ရှိရင် main ကလေးတွေအတွက်ဒီပုံမှန်လောက်ကတော့ run 6နဲ့ story 1 to 8လောက်ကိုဝယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေတာမန်တက်ပို့ပြီးတော့နည်းနည်းမြင့်ပြီးတော့ဖုန်းကိုပို့ပြီးသုံးတဲ့ main ကလေးဆိုလို့ရှိရင်တော့ run 8နဲ့1 to 8လောက်ကိုဝယ်ပါအစောကကျွန်တော်ပြောခဲ့လို့ပဲလက်သားလာတော့နှစ်တိုင်းလာပါတယ်ဖုန်း selfie camera ကတော့ပေါ့နော် iPhone လှတော့တခြားဖုန်းတွေလည်းတော်တော်များများ selfie camera လှပါတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီ camera အတွက်နဲ့ဖုန်းလုံးကိုရွေးချယ်တာကမှားရနေလို့ကျွန်တော်ထောက်ပြခြင်းဖြစ်ပါတယ်ဒါကကျွန်တော်အမြင်ဖြစ်ပါတယ်လူကြီးမင်းတို့ရဲ့အမြင်ကိုလည်းအောက်က comment မှာလွတ်လပ်စွာဆွေးနွေးသွားလို့ရတယ်ပေါ့နော်နောက်တစ်ချက်က game ဆော့တဲ့ကျွန်တော်တို့လူဒီယောက်ျားလေးအများစုပါပေါ့နော်battery work ဖတ်ချခြင်းများတဲ့ကောင်တွေဝယ်ကြတယ်ကျွန်တော်ပြောပါမယ်အားမြန်မြန်ဝင်လေနောက်ပိုင်းမှာအားမြန်မြန်ကုန်လေပါဒီစကားလေးကိုမှတ်ထားပါလောင်တိုင်းမှာဆိုလို့ရှိရင်ဒီဝက်များပြီးတော့ပေါ့နော်ဖုန်းရဲ့ battery ကိုအမြန်ပြည့်စေတဲ့ battery တွေကတနည်းနည်းလောက်နေတဲ့အခါမှာအားကုန်တာမြန်လာတာကိုကျွန်တော်တွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကသူ့အိုးနဲ့သူ့ဆန်ညံ့ညတတလေးတွေပဲသုံးစေချင်ပါတယ်ဘယ်ရာပဲဖြစ်နေကျွန်တော်တို့အလဲလက်လောက်ပဲကောင်းပါတယ်ပေါ့နော်โอเคဒါကတော့ဆိုပြောလို့ gamer တွေမှားရနေတဲ့ user လေးတွေပြီးတော့ main လေးတော်တော်များများထဲမှာဖြစ်လိဖြစ်တာရှိတယ်ကင်မရာကောင်းမှဖုန်းကိုဝယ်မယ်ဆိုတော့ပုံစံမျိုးတွေပေါ့နော်ဒါလည်းမဖြစ်သင့်ပါဘူးခင်ဗျားတို့ကျွန်တော်ပြောပြီးသားပါ run 6နဲ့1 to 8 run 8နဲ့1 to 8ပေါ့နော်အဲ့လိုပုံမျိုးစားလေးတွေကလည်းဖုန်းတော်တော်များများထဲမှာရှိပါတယ်ကျွန်တော်ဒီနေရာမှာတစ်ခါလေးပြောချင်တာကကျွန်တော်နိုင်ငံမှာလက်ရှိဖုန်းဈေးကွက်တွေအရာပေါ့နော်ဖုန်းကအနည်းဆုံးဒီ7သိန်းအထက်လောက်သုံးမှအဆင်ပြေတာလေးတွေကိုရမှာဖြစ်ပါတယ်ပေါ့နော်ဒါလေးတွေကိုလည်းတစ်ခါတည်းမှတ်ထားစေချင်ပါတယ်ခုလက်ရှိကိုယ့်ရဲ့လက်ထက်မှာ6သိန်း9သိန်းလောက်ရှိရဆိုခဏလောက်ဟိုးထားပါ7သိန်းအထက်လောက်ဖုန်းတွေကိုပဲရွေးပြီးဝယ်စေချင်ပါတယ်ပေါ့နော်ဒါပေမဲ့ကိုကမဖြစ်မနေဝယ်ရတော့မှဆိုလို့ရှိရင်တော့ Xiaomi Redmi တွေကနေပြီးကျွန်တော် recommend ပေးပါတယ် Xiaomi Redmi တွေကကျွန်တော်တို့တွေဒီပေါ့နော်8သိန်းပတ်ချာလဲပေါ့နော်9608အဲ့ပတ်ချာလဲကြိုက်တဲ့ဖုန်းကိုဝယ်ပါပေးရတဲ့ဈေးနဲ့သုံးရတဲ့ performance ပေါ့နော်သုံးရတဲ့ကျွန်တော်တို့တွေ feeling နဲ့အဆင်ပြေတာကိုတွေ့ရပါလိမ့်မယ်ကောင်းတာကိုတွေ့ရပါလိမ့်မယ်ပေါ့နော်ဒါကတော့မဖြစ်မနေဝယ်ရမယ့်လူတွေဆိုလို့ရှိရင်တော့9သိန်း6သိန်း9သိန်းပေါ့နော် Xiaomi ဖုန်းထဲမှာရှိပါတယ် Redmi ထဲမှာရှိပါတယ်အဲ့ဒီကဝယ်ပါအကယ်၍ကိုကနည်းနည်းလေးကောင်းကောင်းလေးသုံးနေလို့ဆိုလို့ရှိရင်တော့15သိန်းနဲ့10သိန်းကြားထဲမှာဝယ်ပါပေါ့နော်ကျွန်တော်ဒီနေရာမှာတစ်ခါလေးပြောချင်တာက Android ဖုန်းတွေကို30အထက်ကိုမသုံးမိပါစေနဲ့ဘာလို့ခုလိုပြောရလဲဆိုတော့30အထက်သုံးတာနဲ့30အောက်သုံးရတဲ့ performance ချင်းပြီးသွားတဲ့ကန်ရတဲ့ hand feeling ချင်းတွေအတူတူတွေဖြစ်ပါတယ်မယုံဘူးဆိုလို့ရှိရင်တော့ sign design ကိုသွားပါဖုန်းဝယ်တဲ့အခါမှာပေါ့နော်ကန်ကြည့်လိုက်ပါအတူတူပါပဲပြီးတော့အထက်ကသုံးရတဲ့ performance တွေကလည်းအရင်ကွာခြားနေတာမရှိဘူးကဲဒါဆိုလို့ရှိရင်တော့ဒီနေ့ဗီဒီယိုကကျွန်တော်ဖုန်းဝယ်တဲ့အခါမှာကျွန်တော်တို့တွေဖြစ်လိဖြစ်တာရှိတယ်ပေါ့နော်ကျွန်တော်ဒီ battery များတာတွေပြီးသွားရင်ကင်မရာကောင်းတာတွေပြီးသွားလို့ရှိရင်ပေါ့နော်ကိုနဲ့ live ဖက်လားမ live ဖက်လားဆိုတဲ့အရာတွေကိုခြုံငုံသုံးသပ်ပြီးပြောပေးသွားဖြစ်ပါတယ်ဖုန်းဝယ်ခိုင်းလို့ရှိရင်ကျွန်တော်တို့ YouTube TikTok လိုနေရာမျိုးမှာဖုန်း review တွေတွားကြည့်တဲ့မိတ်ဆွေတွေပေါ့နော်အုံနောက်လေးနဲ့ချင့်ချင်ပြီးယုံဖို့လည်းတခါတည်းပြောချင်ပါတယ်ဒါပေမဲ့မကြည့်ရဘူးလားဆိုတော့ကြည့်ပါပေါ့နော်ဘာပဲဖြစ်နေကျွန်တော်နည်းနည်းပါးပါးသိလို့ရှိရင်တော့နည်းနည်းပါးပါးလေးကိုယ့်ဘာကို adjust လုပ်လို့ရတာမျိုးရှိတယ်ပေါ့နော်ကိုကထားပါဆို Xiaomi Note 10 Turbo ကိုဝယ်မယ်ဆိုလို့ရှိရင် Note 10 Turbo ရဲ့ဖုန်း review လေးကို YouTube မှာတွားကြည့် Note 10 Turbo ဘယ်လိုလေးရှိရဘယ်လိုလေးရှိရ okay အဲ့ဒါကြီးကြည့်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ပေါ့နော်နောက်တစ်ဆင့်ကဘာလဲဆိုတော့ကျွန်တော်တို့ Facebook group တွေမှာ Note 10 Turbo user တွေထဲမှာတွား join ဘယ်လိုနေထားတွေရှိလဲဒီကောင်တွေကဘယ်လို error တွေရှိလဲအဲ့ကောင်တွေကိုလေ့လာပြီးမှဝယ်ပေါ့နော်အဲ့လိုလုံးလိုက်မယ်ဆိုလို့ရှိရင်တော့ခင်ဗျာဖုန်းဝယ်တဲ့အခါမှာအမှားယွန်းနဲသွားနဲ့အဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ခင်ဗျားကဖုန်း review တွေကိုကြည့်ပြီးတော့ကောက်ဝယ်လိုက်မယ်ဆိုလို့ရှိရင်တော့အမှားကြီးမှားသွားနိုင်ပါတယ်ပေါ့နော်โอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဖုန်းဝယ်တဲ့အခါမှာအမှားယွန်းနဲသွားနဲ့အဆင်ပြေဝယ်နိုင်ပါသေးလို့ကျွန်တော်ဒီနေ့ကနေစုမုံကောင်းတောင်းပေးလိုက်ပါတယ်နောက်ဗီဒီယိုလေးမှာအားလုံးနဲ့ပြန်တွေ့ကြပါမယ်ကျွန်တော်ကတော့ Modern Techno ပါအားလုံးကိုကျေးဇူးတင်ပါတယ်